ကဲဒီနေ့တစ်ခါပြန်ဒါစက်တင်ကျမြစ်ကိုတေချာလေးတန်ရှင်းရလောက်ထားတာကိုဆေးစားနဲ့ဆေးပြီးတော့မှဒီအတီးရွက်လေးတွေနဲ့မာလာနဲ့ကြော်မယ်အခုဒါကိုအစပလာနေမယ်စနိုးနည်းနည်းထည့်မယ်စားနည်းနည်းထည့်မယ်မရုပ်ကောင်းမှုထည့်မယ်ကောမုတ်နည်းနည်းထည့်မယ်ကောမုတ်ပြီးတော့ဒါဂျင်းကျက်သွန်ဖြူထောင်းထားတဲ့အရေဂျင်းနဲ့ကျက်သွန်ဖြူနဲ့ထောင်းထားတဲ့အရေကိုညှစ်ထည့်မယ်တော့မွေးနေအောင်ဒါကိုအရင်ကြော်လိုက်မယ်ကဲဒီဟာမွေးနေအောင်ဂျင်းနဲ့ကျက်သွန်ဖြူဒီမှာအကျန်းထောင်းထားတာပြင်သားနေလိုက်ဦးမယ်နော်ကဲဒါကိုဒီစီပူပူလေးထဲမှာကြော်လိုက်မယ်နော်ဒါဆော့ဆော့ကြက်မြစ်ကိုကြော်ထားတာဒီမှာဂျင်းကျက်တူဖြူအရင်ညစ်ကောမုံနည်းနည်းထက်အရတာလေးစနုံးနေထည့်ပြီးတော့မှဒါနည်းနည်းကြော်လိုက်တာအရန်6တော့မကြော်နည်းနည်းဆူဆူလေးပေါ့နော်ဒီဖက်မှာကျတော့ရင်းနှီးဦးတည်ထားတယ်ဒီအတီးအရွက်လေးကိုဒီမူကတ်နဲ့ကျွတ်နေရွက်နဲ့ပေးတီးကိုရင်းနှီးဖြောမလို့ရင်းနှီးဖြောပြီးတော့မှပြင်ပြလိုက်မယ်စားနည်းနည်းထည့်မယ်စီနည်းနည်းထည့်မယ်ဖုန်ခဏအုပ်ထားမယ်ကဲဒါကိုနည်းနည်းကြာကြာလေးတော့ချက်ပေးပေါ့အဲ့ဒါဒီမှာဒီလိုအနေထားဆိုရင်ရပြီဒီလိုအနေထားဆိုရင်တော့ဒါကိုဆယ်လိုက်မယ်ဒါရင်နွေးအရန်ဆူပြီးဆိုတော့ဒါလေးကိုရင်နွေးဖြောပေးလိုက်မယ်ဒါပိတ်တီးနဲ့ကျွတ်နေရွက်နေပေါ့နော်အဲ့ဒီခုကိုရင်နွေးဖြောပြီးတော့မှတွန်ပြစ်လိုက်မယ်အဲ့ထဲမှာစီနဲ့စားနဲ့ထည့်ထားတယ်အယောင်လေးလှအောင်ပေါ့နော်အရသားလေးရှိသွားအောင်ကဲဒါဆိုအခုတော့ဒါတွန်ပြစ်လိုက်တော့မယ်ဒါရပြီအဆင်ပြေသွားရင်โอเคဒီမှာဒါဆောဆောချက်မြစ်ကိုကြော်ထားတာအရသားနေပြီးတော့မှဒါလေးကိုရောပြီးတော့မှကြော်လိုက်မယ်နော်ဒါလေးရောပြီးကြော်လိုက်မယ်မာလာနဲ့ပေါ့မာလာအမုတ်နဲ့ကဲဒီမှာစီပူပြီးဆိုရင်ကြက်သွန်ဖြူနှုတ်ဆင်းထားတဲ့ဟာထည့်လိုက်မယ်မွေးအောင်စီကိုတတ်နိုင်တော့ရှော့ထားတယ်စီနည်းနည်းပဲထည့်တယ်ကဲဒီမှာကြက်သွန်ဖြူမွေးနေအောင်ညူနေအောင်ကြော်ရဲကြော်ပြီးပြီဆိုရင်တော့ဆွဆွကြော်ထားတဲ့စနစ်ကိုထည့်လိုက်အဲ့ဒါထည့်ပြီးဆိုတော့ဒါထည့်လိုက်တော့မယ်ထည့်ပြီးဆိုရင်ဒါပြန်ထည့်လိုက်တော့မယ်ကဲဒီလိုအနေထားရှိပြီဆိုရင်ဒါလေးနည်းနည်းထည့်မယ်မာလာအမုတ်သူအရတာအကုန်ပါပြီးသားမရုပ်ကောင်းနည်းနည်းထည့်မယ်ကဲဒီမှာချက်ပြီးအယောင်လေးလှသွားအောင်ဒါလေးနည်းနည်းထည့်လိုက်မယ်အရတာနည်းနည်းပေါ့လို့မာလာအမုတ်နည်းနည်းထပ်ထည့်လိုက်မာလာအမုတ်နဲ့ကြက်မြစ်နဲ့ရှိတဲ့အတီးရွက်လေးနေပေါ့နော်
စီလည်းနည်းနည်းပဲထည့်ထားတယ်ကဲဒီမှာစားကြည့်အောင်မယ်အရင်ကောင်းလားရှယ်ပဲကောင်းကောင်းမာလာအမုတ်နဲ့ကဲဒီမှာဒီညအတွက်ဟင်းကောင်းလေးရပြီမာလာအမုတ်နဲ့နော်ချက်စားကြည့်နော်ကောင်းကောင်းရှိတဲ့ဒီရွက်လေးနဲ့မာလာအမုတ်နဲ့ချက်တာ Okay bye bye thank you bye bye